Hello အားလုံးမင်္ဂလာဗျတိုင်းဆိုင်မြန်မာနဲ့ပြောပြန်လဲကြိုဆိုလိုက်ပါခင်ဗျာဒီကြောင့်မျှမယ်အကြောင်းလေးကတော့ကျွန်တော်ဖုန်းထဲမှာ Gmail ကောက်သိရှောက်ပြီးလို့ရှိရင်ပေါ့နော် Gmail ကောက်တွေရှောက်ပြီးလို့ရှိရင်ဘယ်လောက်မကြောက်ဘူးအချိန်ဘယ်လောက်မကြောက်ဘူးကောက်လို့ကြတာတွေပြတ်သွားတာတွေဖြစ်တယ်ပေါ့နော်ဒါဘာကြောင့်ဖြစ်လဲပေါ့နော်ဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်ကိုရှောက်ထားတဲ့ Gmail ကိုကျွန်တော်တို့က2 step မခံပေးတာဘူးပြီးလို့ရှိရင်security မမြင့်တာဘူးပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးမှာတော့Gmail ကောက်သိရှောက်ပြီးလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ security ဘယ်လိုမြင့်ရမလဲ2 step ဘယ်လိုခံရမလဲဆိုတော့ကိုကျွန်တော်အနေနဲ့ပြပြပေးသွားမှာမို့ကျွန်တော်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးပါခင်ဗျာဒီဗီဒီယိုလေးမစတင်ဘူးပေါ့နော်ကျွန်တော် channel ဖြစ်ကြတဲ့ TikTok Facebook YouTube နဲ့ Telegram channel တို့ကိုလည်း like and subscribe နှိပ်တော့ပေးဖို့ကျွန်တော်အနေနဲ့တောင်းဆိုပါတယ်ခင်ဗျာ like and subscribe နှိပ်တော့ကြောက်စင်စရာလည်းကျွန်တော်အနေနဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ရအောင်ခင်ဗျာကိုက Gmail ကောက်ကို2 step ခံဖြစ်တဲ့ကြောင့်မို့ကိုရှောက်ထားတဲ့ Gmail ကောက်တဲ့ကိုကျွန်တော်ဝင်ပေးပါခင်ဗျာကျွန်တော်တို့ပေါ်ဆုံးကအဲ့ဒီနေရာလေးကိုပဲကျွန်တော်ထပ်နှိပ်ပြီးကျွန်တော်ဘယ်လို security မြင့်မယ်ဆိုတော့ပေါ်ဆုံးအဲ့ဒီနေရာလေးကျွန်တော်ထပ်နှိပ်ပြီးဝိုင်းတက်ပြီးပြီးလို့ချင်းကျွန်တော်တို့ဒီမှာmanage ရောက်ကိုကဲကောက်ဆိုတာရှိပါတော့အဲ့ကောင်လေးကျွန်တော်နှိပ်ပေးပါခင်ဗျာကောင်းလေးပါခါစားလိုက်ပါခင်ဗျာဒီနေရာကျွန်တော်ရောက်သွားပြီတဲ့ခါကျရင်ဒီမှာကျွန်တော်ဝါနေပါတော့ကျွန်တော် security မြင့်နေတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီမှာကိုယ့်ရဲ့အကောက်ကဝါနေတယ်ပေါ့နော်ဝါတဲ့ခါကျရင်ကျွန်တော်တို့က two step တွေခံမဲ့ security မြင့်ရမယ့်အတွက်ကြောင့်မို့ကျွန်တော်ဘယ်လိုမြင့်ရမလဲဆိုတော့အရင်ဆုံးကျွန်တော်ဒီမှာsecurity sign in ဆိုတာလေးကျွန်တော်နှိပ်ပြီးပါဒီကောင်လေးပါမြင်ရလားမသိဘူးအဲ့ကောင်လေးကျွန်တော်နှိပ်ပြီးပါတော့ပုံစံလေးနဲ့ပါနော်တော့ပုံစံလေးနဲ့ security sign in ဆိုတာလေးကျွန်တော်နှိပ်ပြီးပါဒီနေရာရောက်လို့ရှိရင်ကျွန်တော်ဒီမှာပေါ်ဆုံးမှာစတွေ့ချင်းကျွန်တော်တို့ကဒီမှာtwo step verification ဆိုတာလေးရှိရမယ်အဲ့မှာ on နာလေးတွေ့ရတယ်ဒီမှာခင်ဗျဒီမှာ on နဲ့အဲ့ဒါကြောင့်မို့ဖွင့်ပေးမယ်တဲ့ကြောင့်ကျွန်တော် account လေးကျွန်တော်ထည့်ပေးပါခင်ဗျပြီးရင်ကျွန်တော်ဒီညရောက်ပါလို့ရှိရင်ကျွန်တော်တို့ဖုန်းရဲ့ log ကိုတောင်းရမှာเนาะကျွန်တော်ဖုန်း log ပေးလိုက်မယ်ဒီမှာပေါ့နော်သူက2 step ဒီမှာ2 step verification ကိုကျွန်တော်တို့က4မျိုးလုပ်လို့ရတာပေါ့နော်ပေါ်ဆုံးကpass key and security key ပြီးလို့ရှိရင်ပြီးရင်ကျွန်တော်ဒီမှာကိုကဲဆိုပြီးကျွန်တော်အနေကပြတဲ့ဟာကျွန်တော်တို့ဒီမှာလုပ်ပြီးပြီးရင် authentic ရှိမယ်ပြီးရင်ဖုန်းနံပါတ်ရှိမှာပေါ့နော်ကျွန်တော်က၄ခုလုံးလောက်တိုင်းတော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ပို့ပြီး security မြင့်နေကိုကကျွန်တော်တခုရှိအောင်ဖုန်းနံပါတ်နဲ့ကြာတော့ကျွန်တော်မြန်မာပြည်မှာကုန်မကြတာတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဖုန်းနံပါတ်နဲ့ခံပါဒါဖုန်းနံပါတ်ခံပြီးကျွန်တော် authenticator နဲ့ကျွန်တော်ခံပေးဖို့လည်းကောင်းတယ်ပေါ့နော်အဲကြောင့်မို့ကျွန်တော်ဒီမှာသူကတော့ပေါ်ဆုံးမှာသူကပြရတော့ဖုန်းနံပါတ်ဆိုပြီးကျွန်တော်ပြလာတာပေါ့နော်အဲ့ကောင်ကိုကျွန်တော်ကအရင်ဆုံး2 step ခံလိုက်ပါပေါ့နော်ဖုန်းနံပါတ်နဲ့ပဲကျွန်တော်2 step ခံလိုက်ကျွန်တော်နိုင်ငံခြားမှာနေရလို့ဆိုတော့ထိုင်းတို့ဘာလို့မှနေရလို့ဆိုတော့ပိုကောင်းတယ်ဟိုကထိုင်းနိုင်ငံမှာအမြဲနေတယ်လို့ဆိုတော့ထိုင်းရဲ့ဖုန်းနံပါတ်နဲ့ခံထားရင်တော့ပိုကောင်းတယ်ပေါ့နော်ကောင်းလေးနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့မှာနိုင်ငံရွေးလိုက်မယ်ကျွန်တော်မြန်မာဖြစ်တဲ့ကြောင့်မြန်မာလိုက်ရှာအောင်ပေါ့နော်ရောဒီမှာမြန်မာတွေ့ပြီးမြန်မာနှိပ်လိုက်မယ်ပြီးရင်ကိုရဲ့ကိုတစ်ခါမှ Gmail ကောက်တာပေါ့နော် password 2 step မခံရသေးတဲ့ဖုန်းနံပါတ်ကိုခံရင်တော့ပိုကောင်းတယ်ပေါ့နော်2 step ခံရတဲ့ဖုန်းနံပါတ်ကျွန်တော်ထည့်လိုက်မယ်ထည့်ပြီးကျွန်တော်အောက်မှာ next ဆိုတာလေးကျွန်တော်နှိပ်ပြပါခင်ဗျပြီးရင်ကျွန်တော်တို့ဒီမှာ save ဆိုတာလေးကျွန်တော်ထည့်နှိပ်ပြပါခင်ဗျဒါဆိုရင်ကျွန်တော်ဒီမှာdance ဆိုတာလေးကျွန်တော်နှိပ်ပြပါခင်ဗျဒါဆိုရင်ကျွန်တော်ဒီမှာဖုန်းနံပါတ်နဲ့ကျွန်တော်တို့2 step ခံတာတော့တစ်ခုပြီးသွားပြီပေါ့နော်ဒီမှာအောက်မှာကျွန်တော်တစ်ခုပေါ်လာပေါ့နော်အကောက်ဆိုပြီးကျွန်တော်ထပ်ပေါ်လာတယ်အကောင့်နဲ့ခံလိုက်ရတယ်ဟိုတန်တီတေကာနဲ့လည်းကျွန်တော်ခံလို့ရပါတယ်ခင်ဗျဒါတွေကိုကျွန်တော်ဒီမှာဖုန်းနံပါတ်နဲ့2 step ခံထားပြီဆိုရင်ကျွန်တော်အပြင်ပြန်ထွက်လိုက်မယ်ဒီမှာကျွန်တော်2 step ကကျွန်တော်ဒီမှာ on ဖြစ်သွားပြီပေါ့နော်ဒီ2 step ခံထားလို့ရှိရင်ကိုယ့်ရဲ့တစ်ခါမှမခံရသေးတဲ့ဖုန်းနံပါတ်နဲ့2 step ခံထားရင်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ပို့ပြီးတော့လုံခြုံစိတ်ချရတယ်ကျွန်တော်ဒီမှာ2 step on ဖြစ်သွားပြီပေါ့နော်ဒီမှာအပေါ်မှာလည်းကျွန်တော်တို့ကဒီမှာyou have security test ဆိုပြီးရှိပါတယ်နော်အဲ့ကောင်လေးရတယ်ကျွန်တော်ဒီမှာစိမ့်သွားပြီပေါ့နော်အားလုံးပဲအဆင်ပြေကြမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်ဗီဒီယိုကြည့်ရှုသူအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျကျွန်တော် channel လေးကိုလည်း like and subscribe နှိပ်သက်ပေးဖို့ကျွန်တော်အနေနဲ့တောင်းဆိုပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံပါဦးမယ်ခင်ဗျ